ကဲကြည့်အောင်အဲ့ဒီမှာဒီချေ3ခံ ARB နဲ့3ခံ ARB နဲ့ဒီချေဒီမှာ3ခံ CRB ဒီ3ခံနှစ်ခုကိုကောက်မယ်ဒီချေအော်တမီးတို့အဲ့ဒီ3ခံနှစ်ခုကိုချေကပထမအောင်ဆုံးထပ်တူညီချောင်းပြမယ်အဲ့ဒီ3ခံနှစ်ခုမှာဘာလေးဖြစ်လဲ3ခံ ABR နဲ့နော်ပထမအောင်ဆုံးချေဒီမှာ3ခံ ABR နဲ့3ခံ RBC တို့တွင်ဘာတူလဲဘာတူလဲချက်ခွအောင်ကြတာလားဟုတ်ကဲ့ပါတီချယ် ARB နဲ့ CRB မှာဘာတူလဲဒီမှာလေကျတို့ဒီမှာတင်ငေတာဒီမဲ့ချွာတူတယ်ဆိုတဲ့တင်ငေတာပေးထားမှာထားပါချက်ဒီနာကို alpha နဲ့ beta လို့ထားလိုက်မယ်အဲ့ဒါကျတို့ဒီမှာတူတယ်ဆိုတဲ့အဲ့ဒီနှစ်ခုကတူတယ်ဆိုတဲ့တင်ငေတာကိုပေးထားမှာမဟုတ်ဘူးလားဟုတ်ပါတယ်တီချယ်အဲ့ဒါကျတို့အဲ့ဒီ3ကန်တစ်ခုမှာ alpha နဲ့ beta နဲ့ညီတယ်ဘာကြောင့်လဲဆိုရင်ပေးချက်ကဲပြီးရင်ကျုံးမှာဘုံနာပါတယ်ဖယ်နာလဲဘုံနာအာလားတီချယ်အာလားဘုံနာပါဆိုမှအာကြီးလား PR လားတီချယ်ရတယ် PR နော် PR ညီများချင်း PR ဘာကြောင့်လဲဆိုဒီရှယ်တို့ကဘုံအနာပြီးရင်ကျတို့အဲ့ဒီမှာကြည့်60ဒီဂရီထောင်းပါပါတယ်ဒီနေရာလေးရတာ60မဟုတ်ဘူးလားဟုတ်ပါတယ်တီချယ်ဟုတ်တယ်မလားအဲ့ဒီမှာကျွန်တော်နာမည်ခွဲခန့်ရင်ဘာလုပ်မှာလဲထောင်းလေးရတက်မဟုတ်လေကျုပ်ဘာလုပ်မှာလဲဆိုရင်နာမည်ပြည့်စုံခေါ်ရေးမယ်ဆိုရင်ထောင်းဘာဖြစ်မှာလဲထောင်း APR ထောင်း APR ညီများချင်းထောင်း CPR အဲ့ဒီနှစ်ခုဒီဘာကြောင့်ညီရလဲထောင်းမှန်အဲ့ဒါတမျိုးဒီ3ကန်နှစ်ခုဒီတစ်ထက်တည်းဖြစ်သွားမယ်တတဲလေးဖြစ်တာကမှထပ်လိုက်တဲ့အခါကျရင်ရှယ်ပြောမယ်ဒီရှယ်တို့ဒီနာကထောင်းနဲ့ဒီနာကထောင်းနဲ့ဒီထက်ကျွန်တော် live ဖတ်ထားမဟုတ်ဘူးလားထားပါဒီနာကိုရှယ်တီတာလို့ထားလိုက်မယ်အဲ့ဆို M ညီညာချင်းတီတာ M နဲ့တီတာနဲ့ဒီရှယ်ကိုမဖြစ်သွားမှာလဲဆိုရင် live ဖတ်တာဖြစ်သွားမယ်ဒီထိနားလဲမလားဟုတ်ကဲ့ပါတီချယ်အဲ့ဒီအဆင့်ထိပဲအဲ့အမေတဆိုဒီရှယ်ကအခုဒီနားလေးကိုဒီရှယ်က file လို့ထားလိုက်မယ်ဒီနားကို file ထောင်းလို့ထားလိုက်မယ်အဲ့ဆိုတမီးတို့ကြည့်ကြည့်တီတာနဲ့ file နဲ့ဒီဘာကြောင့်ညီမလဲအကြောင်းပြချက်မြင့်မှုဆိုလည်းထမင်းစားပါလိတီတာနဲ့ file နဲ့ဘာအကြောင်းပြကြောင့်ညီမလဲတီတာနဲ့ file နဲ့ကိုကြည့်ကြည့်ဘာကြောင့်ညီမလဲတီတာနဲ့ဖိုင်နဲ့ထိတ်ဆိုင်တော့မှတီချယ်ထိတ်ဆိုင်တော့တီတာနဲ့ file နဲ့ညီမယ်ထိတ်ဆိုင်တော့အဲ့ဆိုတမီးတို့တီတာနဲ့ file နဲ့ညီ M နဲ့ file နဲ့ရောညီမသွားဘူးလားညီသွားပါချယ်ဘာလို့လဲဆိုတော့ရှယ်တို့ကအပေါ်မှာ M နဲ့တီတာနဲ့ညီတယ်ပြောပြီးသားတိထိရမလားဟုတ်ကဲ့ပါတီချယ်နော်အဲ့ဒါကြည့်အောင်တီရှယ်တို့အဲ့ဒီမှာဒီ3ကန်တီရှယ်ကူလိုချင်တာကကြတော့သူက M လိုချင်တော့ကဲကျဒီ3ကန်ကောက်မယ်အဲ့ဒီ3ကန်မှာခြေစောနာနောထားလာတာကဒီနာက A ဒီနာက C နော်အဲ့ဒါခြေဒီမှာ3ကန် CD2 ဒီ3ကန် CD2 မှာတီရှယ်တို့1300ပေါင်းမယ်ဒီချက်3ကန် CD2 တွင်အဲ့ဒီမှာ file ရဲ့ထောင်းတီရဲ့ပြီးရင်ခြေဒီမှာဒီနာကထောင်းလေးsorry တမီးတို့ဒီချက်3ကန်အပြင် theory သင်ပြီးသားမလားဟုတ်ကဲ့ပါတီချယ်သင်ပြီးသားပါတီချယ်အဲ့ဒါ file ရဲ့ဒီတာ file ရဲ့ဒီရဲ့ပေါင်းခြင်းကဒီအပြင်တောင်းဖြစ်တဲ့ကျူနဲ့မညီဘူးလားချက်တို့ညီပါတီချယ်အဲ့ဒီ file နေရာမှာဒီချက်ဒီမှာ m ထည့်လိုက်ရင် m plus d ညီမြချင်းကျူဒီထိရမလား m plus file နဲ့ဒီမှာလေ file နဲ့ m နဲ့ကညီရလို့ပြောထားရတယ်ရှင်အဲ့ဒါတမျိုးဒီမှာ file နေရာမှာချက် m ထည့်လိုက်လို့မရဘူးလားအဲ့ပါတီချယ်ဟုတ်မယ်နော်ဒီချက်နောက်3ကန်ကောက်မယ်နောက်3ကန်ကချက်က3ကန် PAD ဒီ3ကန်ယူမယ်ဒီချက်အဲ့ဒီ3ကန်မှာလေရှယ်စောနာလို့ရှယ်အပြင်ထောင်းနဲ့စဉ်းစားရင်တမျိုးဒါဒီအပြင်ထောင်းနော်ဒါဆိုရှယ်နောက်တစ်ခုကကြာဒီ3ကန် PAD မှာ m ထောင်းဒီ m ဆိုတဲ့အပြင်ထောင်းဒီမှာရှိတဲ့ p နဲ့ d ထောင်းတစ်ခုနဲ့ပေါင်းခြင်းနဲ့ညီမှာမဟုတ်ဘူးလားရှယ်တို့ p plus d ဒီထိနားတယ်မလား3ကန်အပြင်ထောင်းဒီမှာလေဒါက3ကန်အပြင်ထောင်းဒီမဲ့ PD ဒါကြီးဒီမှာ3ကန်ရဲ့ရုပ်ဒါတစ်ဆက်သေးမြင်အနာတစ်ခုနဲ့တစ်ဆက်သေးမြင်ဒီထိရမလားဟုတ်ကဲ့ပါတီချယ်အဲ့ဒါဒီရှယ်ကဒီ equation ကို1လို့ထားမယ်ဒီ equation ကိုကြာဒီရှယ်ဒီမဲ့ equation 2ကိုထားလိုက်မယ်နော်အဲ့ဒါဒီရှယ်ဘာလို့မှဆိုပြီးရင်ဒီရှယ်က equation 1နဲ့ကနေဒီရှယ်2ကိုနှုတ်ကြည့်မယ်နော်1နဲ့ကနေရှယ်2ကိုနှုတ်မယ်ဆိုကလေးတို့ဒီမှာတစ်ဖက်မှာ m တစ်ဖက်မှာ 2ဟုတ်တယ်မလားဟုတ်ကဲ့
အဲ့ဒါ1နဲ့ကနေ2ကိုနှုတ်ရင်ကျုပ်ဘာဖြစ်မှာလဲဆိုရင်2 minus m ညီမျှခြင်း m plus d minus p minus d အဲ့ဒါဒီကျုပ်ဒီမှာ plus d minus d ကြည့်လိုက်ရင်2 minus m ညီမျှခြင်း m minus d ဒီထိရမလားဒီထိရမလားရပါတယ်ချဲဒါပဲเนาะပြီးရင်ဒီချက် m ကိုတစ်ဖက်ကိုရွှေ့မယ်ဆိုဒီမှာကတိလို့ထားပါတော့ကဲဒီ minus m ကိုတစ်ဖက်ကိုရွှေ့လိုက်ရင်ဒီမှာ 2m ဖြစ်သွားမယ်အမှ minus b ကိုတစ်ဖက်ကိုရွှေ့ရင်2 plus b ဖြစ်သွားမယ်ရှယ်တို့ကဲပြီးရင် m ညီမျှခြင်း1/2 p plus 2အဲ့ဒါဒီရှယ်တို့ရဲ့အဖြေမှန်ဒီနံပါတ်2နားလည်မလားဟုတ်ကဲ့ပါတီချဲ CAB ဆိုနော်sorry CAB ဆိုဒီထောင်ထဲကနေထောင် ABC ဒီထောင်